အမှန်ကိုပြောဖို့အတွက်အသက်ရင်းရတဲ့နိုင်ငံမှာတယောက်သောသူကတော့လူတိုင်းရှောင်တိန်နေတဲ့အမှန်တရားအတွက်အသက်ကိုရင်းပြီးအခုလိုချပြခဲ့ပါတယ်စိုးမိုးထွန်းဟာ2015ခုနှစ်ကစပြီးမြန်မာထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့11 Media Group အတွက်စုံစမ်းရေးသတင်းတောက်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါသူရဲ့လုပ်ငန်းခွင်ကရုံးခန်းနေရန်နေကြားမှာပိတ်မိနေတာမျိုးမဟုတ်ပဲစကိုင်းတိုင်းမုံရွာမြို့ကိုအခြေစိုက်ပြီးမြေပြင်ထိကိုယ်တိုင်ဆင်းသတင်းချက်လက်တွေစုဆောင်းဖော်ထုတ်ရေးသားခဲ့တာတွေကြောင့်အသက်အန္တရာယ်နဲ့ပြည့်လို့နေပါတယ်။ဘာကြောင့်ဒီလိုအသက်အန္တရာယ်နဲ့ရင်ရလောက်တဲ့အထိဖြစ်လဲဆိုရင်ဥပဒေမဲ့တရားမဝင်တစ်ထုတ်လုပ်မှုတွေတစ်ခိုးထုတ်တာတွေပြီးတော့လက်ပတောင်းတောင်ကျင်းနီစီမံကိန်းနောက်ွယ်ကကိစ္စတွေပွင့်လင်းမြင့်တာမှုကင်းမဲ့တဲ့လုပ်ငန်းစဉ်တွေတရားမဝင် KTV လုပ်ငန်းတွေနဲ့သူတို့ရဲ့ကွန်ရက်တွေမူရစ်စေဝါဖမ်းဆီးရရှိမှုတွေရဲ့နောက်ွယ်ကအမှောင်တုအမှန်တရားတွေအတွက်စိုးမိုးထွန်းဟာဘဒူးမျက်နှာမှာမထောက်ဘဲနဲ့စုံစမ်းဖော်ထုတ်ရေးသားခဲ့တာတွေကြောင့်လည်းဖြစ်ပါတယ်။သူမိခင်ဖြစ်သူရဲ့ပြောစကားဇနီးဖြစ်သူရဲ့မျက်ရည်ဆက်လက်နဲ့ရင်ဖွင့်တန်းသူ့လုပ်ဖော်ကင်ဘတ်တွေရဲ့ထွက်ဆိုချက်အရတော့သူဟာအမှန်တရားကိုပဲရိုးသားဖြောင့်မတ်စွာဖော်ထုတ်ခဲ့တဲ့တာမန်ပြည်သူတုံးနဲ့တာမန်သတင်းတော်တူပဲဖြစ်ပါတယ်။ဒါဆိုဒီလိုလူတစ်ယောက်ကဘာကြောင့်အသက်ဆုံးရှုံးခဲ့ရတာလဲ။2016ခုနှစ်ဒီဇင်ဘာလ23ရက်နေ့တကောင်ကျော်ည12:20အချိန်မုံရွာခေါက်ကွင်းအနီးကပြည်တော်စုလမ်းမပေါ်မှာတော့အမှောင်တို့ကကြီးစိုးထားပါတယ်။ဒီချိန်လမ်းမပေါ်မှာပုံလျက်သားလဲကျနေတဲ့အမျိုးသားခန္ဓာကိုယ်တစ်ခုကိုလမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့ကြပါပြီ။အဆိုပါမျိုးသားရဲ့တွေးဆက်တွေကတော့မြေပြင်မှာအိုင်ထိုးနေပြီးလေတူထဲမှာပါသွေးညှိနှံတက်တဲ့ကိုရနေခဲ့ပါတယ်။ဟုတ်ပါတယ်။ဒီခန္ဓာကိုယ်ဟာသတင်းတော့စိုးမိုးထွန်းရဲ့ခန္ဓာကိုယ်ပဲဖြစ်ပါတယ်။သူ့ရဲ့မျက်နှာဟာမြေပြင်ပေါ်ကိုမှောက်လျက်သားဖြစ်နေပြီးသူ့ရဲ့ဦးခေါင်းကောင်ကကြေမွကျိုးပဲ့လို့နေပါတယ်။သူ့နီးနားမှာတော့သွေးစွန်းနေတဲ့ဒုတ်တစ်ချောင်းလည်းရှိနေတာကြောင့်ဒါနဲ့သူ့ကိုရက်ဆက်ကြမ်းကြုတ်စွာရိုက်နှက်ပြီးတပ်ဖြတ်ခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းလေးသိနိုင်ပါတယ်။ဒါပေမဲ့ဒီလူတက်မှုရဲ့ထူးခြားမှုကအခုမှစတာပါ။လူတစ်ယောက်ကိုသေဆုံးသည့်အထိရိုက်နှက်ခဲ့တဲ့သူကစိုးမိုးထွန်းရဲ့မော်တော်ဆိုင်ကယ်ဖုန်းမှတ်ပုံတင်ကတ်သူ့ပစံအိမ်ထဲကငွေကြေးတွေသူ့လက်မှာဝတ်ထားတဲ့ရွှေလက်စွပ်ဒီလိုအဖိုးသက်ပစ္စည်းတွေကိုဘာမှယူဆောင်သွားခဲ့ခြင်းမရှိပါဘူး။ဒါဆိုဒီလူတက်မှုကဘာအတွက်လဲ။ဒီလူတက်မှုကိုဘသူတွေကဘာကြောင့်စီစဉ်ခဲ့တာလဲ။ဒီလိုရှုပ်ထွေးလာတဲ့လူတက်မှုအတွက်ရဲမှုသိန်းဆွေမြင့်ဦးဆောင်တဲ့လူတက်မှုအထူးစုံစမ်းရေးအဖွဲ့ကိုကနဦးမှာချက်ချင်းဖွဲ့စည်းခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေချက်ချင်းလှုပ်ဆောင်ခဲ့တဲ့အခါမှာအခင်းဖြစ်ပွားရာနေရာကသွေးစွန်းနေတဲ့1.22 မီတာရှည်တဲ့ဒုတ်တစ်ချောင်းအုတ်ထုတ်တစ်လုံးနဲ့ဖနက်တရံတို့ပဲဖြစ်ပါတယ်ဒီအချက်လက်တွေကတိုက်ခိုက်မှုဟာတဦးတည်းမဟုတ်ပဲအ ਨੇ ဆုံးလူ2ဦးဒါမှမဟုတ်2ဦးထပ်ပိုတဲ့လူတွေပါဝင်နေဆိုတာကိုပြသနေတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်ဒါဟာသုံးတရားအတွက်ရည်ရွယ်ချက်ရှိရှိစီစဉ်ထားတဲ့လုံခြံမှုဆိုတာတော့အဖြစ်ဖြစ်ထင်ရှားလို့လာနေပါပြီစုံစမ်းရေးအဖွဲ့ဟာတေဆုံးသူရဲ့ဖုံးခေါ်ဆိုမှုမှတ်တမ်းတွေကိုအသေးစိတ်စီစစ်ခဲ့ကြပါတယ်။စိုးမိုးထွန်းမသေးဆုံးခင်ကဖုံးခေါ်ဆိုမှုတိုင်းကိုအနီးကပ်စစ်ဆေးခဲ့ပြီးတဲ့နောက်မှာလူ30ကနေ40ခန့်ကိုတဦးချင်းစီနိုင်ချွတ်ဖိအားပေးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်စိုးမိုးထွန်းမသေးဆုံးခင်ညကနောက်ဆုံးသွားရောက်ခဲ့တဲ့ Blue Sky KTV ကဝန်ထမ်းတွေလူတွေကိုအဓိကထားပြီးတော့စစ်ဆေးခဲ့တာပါ။စုံစမ်းမှုတွေရဲ့ရလဒ်အနေနဲ့တန်တရားရှိသူ3ဦးကိုရဲကပထမဆုံးဖမ်းဆီးခဲ့ပါတယ်။သူတို့ထဲမှာ Blue Sky KTV ကဝန်ထမ်း2ဦးပါဝင်တယ်လို့ရခင်ကတရားမဝင်တစ်ထုတ်လုပ်ရင်းနဲ့ဆက်ဆက်မှုရှိခဲ့တဲ့တစ်ထုတ်ရင်မောင်းနေတဲ့လူတူလည်းပါဝင်ပါတယ်။ဒါပေမဲ့အချိန်တိုအတွင်းမှာပဲတပ်တေအထောက်ထားမခိုင်မာဘူးဆိုတဲ့အကြောင်းပြချက်နဲ့သူတို့ကိုပြန်လွှတ်ပေးခဲ့ရပါတယ်။ဒါဆိုဒီလူတက်မှုရဲ့နောက်ကွယ်မှာဒူတွေရှိနေတယ်။စိုးမိုးထွန်းသေဆုံးခံဒီကာလမှာအတိအကျပြောရရင်2016ဒီဇင်ဘာလ6ရက်နေ့မှာသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတရားမဝင်တစ်ခိုးထုတ်မှုတွေနဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေဒီလုပ်ငန်းကိုခွင့်ပြုပေးထားတဲ့အရာရှိတွေဒီနောက်ွယ်ကလုပ်ငန်းရှင်ကြီးတွေရဲ့နာမည်တွေဖုန်းနံပါတ်တွေကိုတိတိကျကျဖော်ပြထားတဲ့ post တွေတင်ခဲ့ပါတယ်ဒီ post တွေကသူ့ရဲ့အသက်အန္တရာယ်ကိုဖိတ်ခေါ်နေမှန်းသိပေမဲ့အမှန်တရားအတွက်သူဒီလမ်းပေါ်ကိုရောက်ခဲ့ပါပြီသူ့ရဲ့မိတ်ဆွေတွေ
သူ့ရဲ့မိသားစုဝင်တွေပြီးတော့မီဒီယာလွတ်လပ်ခွင့်အတွက်လှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေအားလုံးကတော့သူ့ရဲ့သတင်းရေးသားမှုတွေကြောင့်ဒီလိုအဖြစ်ဆိုးမျိုးကိုကြုံခဲ့ရတယ်လို့တန်တရားမရှိယုံကြည်နေကြပါတယ်။အထူးသဖြင့်တော့တရားမဝင်သက်ထုတ်လုပ်မှုကွန်ရက်တွေနဲ့တရားမဝင် KTV လုပ်ငန်းတွေရဲ့ချိတ်ဆက်ဖောက်ဖျက်မှုတွေကိုရဲရဲဝံ့ဝံ့ဖော်ထုတ်ခဲ့တဲ့သူ့ရဲ့သတင်းဆောင်ပါတွေကြောင့်ပဲလို့သူ့မိတ်ဆွေတွေကခိုင်မာစွာယုံကြည်နေတာပါ။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှပုံစံရေးလုပ်ငန်းစဉ်တွေဟာတဖြည်းဖြည်းနဲ့အေးဆက်လို့လာနေပြီးတော့နောက်ဆုံးတော့ဒီအမှုပေါ်ကိုစိတ်ပါဝင်စားမှုတဖြည်းဖြည်းနဲ့ရောကျလို့လာပါတယ်ဒီလူတက်မှုကိုဥဆောင်ခဲ့တဲ့ရဲမှုသိန်းဆွေမြင့်ကိုလည်းတခြားနေရာတစ်ခုကိုချက်ချင်းတာဝန်ပြောင်းရွှေ့လိုက်ပါတယ်ဒါဟာတိုက်ဆိုင်မှုတတ်လားနောက်ဆုံးမှာစုံမထုံးအမှုရဲ့စုံစမ်းစစ်ဆေးမှုတွေကိုနိုင်ငံရဲ့မြို့တော်နေပြည်တော်မှာရှိတဲ့ရာဇဝတ်မှုစုံစမ်းရေးအထူးဌာန CID ကိုလွှဲပြောင်းပေးရခဲ့ပေမဲ့လည်းနှစ်ပေါင်းများစွာကြာတဲ့အထိထူးခြားမှုတစ်စုံတရာတော့မရှိလာသေးပါဘူးလက်ရှိဥပဒေရဲ့လက်ကမ်းအောက်မှာပဲလူသက်သမားတွေဟာဝင်ကြွားစွာနဲ့လွတ်မြောက်နေစေဖြစ်ပါတယ်ကလေးတဦးရဲ့ဖခင်ဇနီးတဲ့တဦးရဲ့ခင်မုန်းဖြစ်တဲ့ကိုစိုးမိုးထွန်းဟာအမှန်တရားအတွက်ရက်ဆက်စွာလှုပ်ကြံခံခဲ့ရပါတယ်ဒါဟာမြန်မာနိုင်ငံမှာဖြည့်ရှင်းနိုင်ခြင်းမရှိသေးတဲ့သတင်းတောက်လှုပ်ကြံမှုတွေတဲကအထင်ရှားဆုံးဖြစ်ရတစ်ခုဖြစ်နေကိုစိုးမိုးထွန်းရဲ့အဖြစ်ကယနေ့အထိထင်ရှားစွာရှိနေသေးပါတရားခံမရှိတရားစွဲဆိုမှုမရှိတဲ့ကြောက်စရာတိတ်ဆိတ်မှုတစ်ခုကတော့ဒီဖြစ်ရရဲ့နောက်ွယ်မှာရှိနေသေးပါပဲ